cái nói được thứ của chi chào rồi nó đâu nhớ sao ra cả ho đấyจะเทนะขีโลปฐวิติโตติยสตุปิวาเดหิอัตตังปกัมมิโยตถุปมันตปุริตังวรามิโยอริยသစ္စာนิอวิสสปัตติဣဒံပိတံငေရတနံပဏိတံဣတေနသစ္စေသောတိဟောယရဏတုတ်ကိုမရသေးရင်လည်းရအောင်ကြက်ထားဖို့လိုတယ်ပေါ့နော်ကြက်ပြီးတော့ဒီအတိပ္ပယ်လေးတွေကိုနားလည်ဖို့နားလည်ပြီးတော့နေ့စဉ်နဲ့အမြတ်ရွတ်ပြီးတော့သစ္စာဆုံးနေမယ်ဆိုရင်ဘေးအန္တရာယ်တွေကလွန်မြောက်နေမှာပါကြည့်ယထိန်နခိလောပထဝိတိတောစတုပိဝါနေဟိယထိန်နခိလောပထဝိတိတောတိစတုပိဝါနေဟိအတံမကံဥပမာအနေနဲ့ပြောတာရေကြီးထဲမှာတဲ့ပထဝိတိတောဆိုရေကြီးထဲမှာအနက်ကြီးစိုက်ထားရှင်းတော့ကဒါလုံးလေးရှိတယ်မြို့တကားတွေမှာတကားတိုင်ကြီးကိုအနက်ကြီးတူးပြီးတော့စိုက်တယ်ဘလို့မှရှင်းတော့ကတော့ဒီမြို့တကားကိုဖွင့်ပြီးဆိုလို့ရှိရင်ဆင်နေနဲ့တိုက်ပြီးတော့ဖွင့်တာဟောဆင်နဲ့ဘလို့တိုးဝေအနက်ကြီးစိုက်ထားလို့ရှိရင်ဒီတိုင်ကနှုတ်လို့မရအဲ့ဒါကိုပြောတာပထဝီတိတော့ရေကြီးထဲမှာနဲ့စိုက်ထားတဲ့အိန္ဒခိလလို့ခေါ်တဲ့တကားတိုင်ကြီးအဲ့ဒီအိန္ဒခိလဆိုတဲ့တကားတိုင်ကြီးစတုပ္ပိဝါတေဟိအတ္တမကံပြောအရက်လေးမျက်နှာကအရှိဘက်ကတိုက်တောင်ဘက်ကတိုက်အနောက်ဘက်ကတိုက်မြောက်ဘက်ကလားအရက်လေးမျက်နှာကဘဲလေးတွေတိုက်အဲ့ဒီခိုင်ကြီးစိုက်ထားတဲ့တကားတိုင်ကြီးကလုံးဝမရိမ့်ရံဘူးလို့ဒီလိုပြောဥပမာစကားအနေနဲ့ပြောတာအဲ့တော့အိန္ဒခိလဆိုတာ2မျိုးရှိတယ်မြို့တကားတိုင်အနေနဲ့စိုက်တာတစ်ခုမြို့အပြင်မှာအလှအနေနဲ့စိုက်ထားတာတစ်ခုရှိအဲ့ဒါကြတော့အပေါ်မှာ8တောင်မြင့်လို့ရှိရင်မြေကြီးထဲမှာလည်း8တောင်ဒီမှာ16တောင်ရှိမြေကြီးထဲမှာ8တောင်အနက်အပေါ်မှာလည်းပဲ8တောင်အမြင့်အဲ့တော့မြေဝင်ကအမတန်မှလက်တယ်ပေါ့အဲ့ဒါလို့အလှစိုက်ထားတဲ့အိန္ဒခိလဆိုတဲ့ဒီတိုင်ငုတ်ကြီးတွေဟာလည်းပဲဘယ်လိုအောက်ကောင်းတဲ့ဆင်ကြီးကနှုတ်တောင်မရနိုင်ဘူးခိုင်မာတယ်လို့ပြောတာ။အော်လေးတိုင်ရုံနဲ့တော့ဘယ်မှာရွေ့နိုင်လဲ။ဒါဥပမာအနေနဲ့မြတ်စွာဘုရားကဟောတာ။အဲ့ဒီတကားတိုင်ကြီးဟာရေထဲမှာခိုင်စိုက်ထားတဲ့တကားတိုင်ကြီးဟာအရက်လေးမျက်နှာကပြင်းပြင်းထန်ထန်မုန်တိုင်းတွေလာတော်လဲပဲထိုတကားတိုင်ကြီးတွေကလှုပ်ရှားရိမ့်ရိမ့်ချင်းမရှိသလိုတဲ့